ဘဝနဲ့အချစ်ရဲ့ပုံသဏ္ဍာန်အတွင်ပြင်ကိုတစ်ချိန်ကကိုတို့စိတ်ကူးရင်မျောလင့်ခဲ့ပူကြတယ်။ကိုတို့ရဲ့အချစ်ကရိုမန်တစ်ဆန်ရမယ်၊ပြင်းရှရမယ်၊ရေရှည်တည်တံ့ရမယ်စသဖြင့်ပေါ့။ကိုချစ်ရတဲ့လူကကဘာမှာတူနိုင်မရတဲ့သူရှားပါအဖိုးတန်ကြောင်းမြတ်ရတနာဖြစ်ရဖို့ကိုတို့မျောလင့်ခဲ့တယ်။ရင်ဘတ်မှာကြပြစာပေတွေရှိပြီးအရေးအချင်းတီလာနဲ့ပြည့်စုံရမယ်ပြီးတော့တနေရာစီချားနေရင်လေတွေးခေါ်မှုခံစားချက်တွေကထပ်တူကြပြီးစိတ်ဝိညာဉ်အချင်းချင်းအလိုက်တသိမ့်ရှိရမယ်ပေါ့ဒါပေမဲ့လူတစ်ယောက်ကိုကိုယ်တကယ်ချစ်မိသွားတဲ့အခါသူ့ယာတူသူ့ပညာသူ့အဆင့်အတန်းသူ့ရုပ်ရည်အပြင်သူဟာတကယ်ကလေးတစ်ယောက်လိုပါလားဆိုတာတွေ့မြင်သိရှိပြီးသူ့အပေါ်စိတ်သဘောထားပျော့ပြောင်းအိုချစ်မိအိုကျင်နာမိသွားတတ်တယ်တကယ်တော့လူတစ်ယောက်ကိုချစ်ရတာသိရိုးရှင်းပါတယ်သူနဲ့အတူနေ့ရက်တွေကိုအကောင်းဆုံးဖြတ်ကျော်ခြင်းနဲ့ဒီနေ့တစ်ရက်ဇလတစ်နေ့အဖို့ပြုရင်တသက်တာအထိအရောက်သွားခြင်းခဲ့မိတယ်လူတရားကိုချစ်တာဟာအေးရရာဒီမှာနှွေးနှွေးထွေးထွေးနေဖို့သတိပေးတာဖြစ်တယ်လူတရားကိုချစ်တာဟာအရေးတကြီးပြောစရာစကားမရှိပေမဲ့သူ့ကိုမမြင်ရတဲ့အခါသူ့စီဖုန်းဆက်ခြင်းနဲ့သူ့အတန်ကြားရုံနဲ့ကျေနပ်သွားတာမျိုးဖြစ်တယ်လူတရားကိုချစ်တာဟာသူ့မှာချွတ်ယွင်းချက်မကောင်းတဲ့အလေးအထားတွေရှိပေမဲ့သူ့ကိုလက်ခံခွင့်လွှတ်ပြီးသူ့ကောင်းကွက်သူ့ကြောက်ပမှုကိုရှာဖွေတာပဲဖြစ်တယ်လူတရားကိုချစ်တာဟာသူ့အိမ်ပြန်နောက်ကျရင်သူ့အတွက်မီးတဆောင်ထူးညှိထားပြီးထမင်းဟင်းတွေပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်စစ်မှန်တဲ့အချစ်ဆိုတာအရာရာကိုစိတ်ထည့်ပြီးအရာရာကိုခွင့်လွှတ်နားလည်ပြန်တာဖြစ်တယ်ကဘာတဝက်လောက်ခီးနေပြီးမှအချင်းချင်းတွေ့ဆုံခဲ့ကြတာမို့သူ့အရေးပါပုံကိုတခြားလူထက်ကိုနားလေတယ်။ဒါကြောင့်နေဆာဒူဝအသေးအမွားတွေကြားမှာရိုမန်တစ်ဆန်ခြင်းကိုကြာရှည်ထိမ့်သိမ်းထားနိုင်ပါစေ။ရွေးချယ်မှုအားလုံးတိုင်းကအလင်းစလိုနိုင်လာတဲ့အချိန်နာရီတွေကြားအဆုံးထိဇွဲလုံးလာရှိတောင့်ခံနိုင်ပါစေဘဝနဲ့အချစ်ကကိုတို့အားလုံးအပေါ်ကျင်နာဆက်ဆံနိုင်ပါစေပေါ့